အဓိကသတင်းလာပြီအဓိကသတင်းအဲ့ဒါဘာလဲဆိုတော့ ILO ကိစ္စ ILO ကိစ္စကကျွန်တော်လည်းဒီကိစ္စကဟိုတိုင်းပြည်တော်တော်စိတ်မကောင်းစရာပဲတချို့လူတွေကတော့ကြိတ်ပြောရင်ပြောနေမယ်ကျွန်တော်တို့ကဒါပြောရမယ့်ကိစ္စလို့မထင်ဘူး ILO ကကျွန်တော်တို့မြန်မာနိုင်ငံကိုမနစ်ကတနစ်ကတည်းတောက်လျှောက်သူတို့စူးစမ်းနေတာအဲ့ဒါအဓိကအဲ့ဒါကိုလုပ်နေတဲ့ဖွဲ့စည်းရလဲအခြားဖွဲ့စည်းမဟုတ်ဘူး NUG အုပ်စုကစူးစမ်းနေတာဆိုတော့အဲ့ဒီ ILO ကနေပြီးတော့ကျွန်တော်တို့ဘုံမှာဟိုဟာချလိုက်တယ်ပေါ့ဒီ recession ချတယ်လို့ recession ချတယ်လို့ခေါ်တာပေါ့ article 33အရကျွန်တော်တို့ဒဏ်ခတ်ရေးယူပိတ်ဆို့ခြင်းတွေလုပ်မယ်ဆိုပြီးတော့စပြီးကြီးညာတယ်နော်ကြီးညာတာဒီနေ့သူတို့ဆုံးဖြတ်ချက်ချတယ်ပေါ့ဗျာဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်တို့နိုင်ငံကိုဆုံးဖြတ်ချက်ချပြီးတော့သူတို့ကခုနဒီရေးယူဖို့လုပ်မယ်ဆိုပြီးကြီးညာတယ်ဆိုတော့အဲ့ဒါကအဲ့လိုလုပ်လိုက်ရင်မြန်မာကဘာဖြစ်မလဲဆိုတော့မြန်မာတွေထိခိုက်တယ်တအားနှစ်နာဆုံးရှုံးမှုတွေဖြစ်တယ်အဲ့ဒါကိုမသိကြဘူးအခုဒီနေ့9ရက်နေ့သတင်းအရာပေါ့နော်9ရက်နေ့ထုတ်ပြန်လာတဲ့ ILO ထုတ်ပြန်လာတဲ့သတင်းအရာနော်ဒီ9ရက်နေ့ပေါ့133ချိန်မြောက်ပြည်ဆိုင်အလို့သမားညီလာခံ ILC မှာတဲ့ ILC မှာစစ်တပ်ကိုနိုင်ငံတကာလူသားဖွဲ့ချုပ်ဖြစ်တဲ့ ILO ပြဋ္ဌာန်းချက်ပုံမှန်33နဲ့အရေးယူဖို့ကန့်ကွက်သူမရှိပဲဒီလိုဆုံးဖြတ်လိုက်ပါတယ်တဲ့နော်ဆိုတော့ဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုလိုက်နာဖို့ဆောင်ရွက်ဖို့လိုတယ်မြန်မာနိုင်ငံ ILO ဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တာဖြစ်တော့လိုတယ်အဲ့ဒါကိုလိုက်နာပါမလိုက်နာလို့ရှိရင်ပုံမှန်33နဲ့အရေးယူခံရနိုင်တော့ပေါ့နော်ဆိုတော့သူကဘာလဲဆိုတော့ဒီမြန်မာကဒီစစ်တပ်ကပေါ့နော်စစ်ကအာဏာယူပြီးတဲ့နောက်လူသမားခွေချိုးဖောက်တာတွေစစ်မှုထမ်းဥပဒေကြောင့်တတ်မှတ်ချက်နဲ့ရောပြည်ပနိုင်ငံကိုအလုပ်လုပ်ခွင့်ပိတ်တာတွေနော်နိုင်ငံမှာအဲ့ဒါမှစစ်မှုထမ်းခိုင်းတယ်လို့သူတို့သုံးတာပေါ့နော်လူသမားအသိဖွဲ့စည်းတာကန့်သက်တာတို့ဖမ်းဆီးတာလုပ်တာတို့စသဖြင့်အဲ့ဒါမျိုးတွေဟိုဒါတွေကမြန်မာနိုင်ငံထိခိုက်ပါတယ်ပေါ့ဗျာဆိုပြီးတော့သူတို့မြန်မာနိုင်ငံဒါဥပဒေချိုးဖောက်တယ်ကိုသူတို့သတ်မှတ်တယ်ပေါ့အဲ့ဒါကိုသူတို့ရဲ့ဒီ2024နိုဝင်ဘာ6ရက်ကကျင်းပတဲ့ Geneva Conference မှာကတည်းကစပြီးတော့အဲ့ကောင်အရေးယူစပြီးဆွဲလာခဲ့တာ plan ဆွဲတာဒီ2025ဇွန်လ9ရက်လဲရောက်တော့မြန်မာထိတာပဲအဲ့တော့ ILO ရဲ့ပုံမှန်33ရရေးယူခံမယ်ဆိုရင်ဘာဖြစ်မလဲဆိုတော့ကုလသမဂ္ဂ agency တွေကနေထောက်ပံ့တဲ့နည်းပညာတို့လူသားချင်းစာနာထောက်ပံ့အကူအညီတို့နော်တာတမန်ရေးအစရှိတာတွေရပ်သွားနိုင်တယ်နော်အစရှိတဲ့စသဖြင့်ပေါ့ဗျာမြန်မာနိုင်ငံမှာဖြစ်နေတဲ့ဒီနားလည်အလွယ်ဆုံးစကားနဲ့ပြောရင်ဗျာသူတို့ technical term တွေကျွန်တော်ပြောတာရှင်းပါဆိုနားလည်ဆုံးပြောရင်အခုမြန်မာပြည်မှာအထည်ချုပ်ဖနာချုပ်ဘာချုပ်ညာချုပ်ဆိုအလုပ်သမားနဲ့ပတ်သက်တဲ့ဒီကျွန်တော်တို့ရနေတဲ့အခွန်အခါသက်သာခွင့်တွေဘာညာတွေပေါ့ကျွန်တော်တို့နိုင်ငံအလုပ်ပေးနေရတယ်ပေါ့အဲ့ဒါအကုန်လုံးရပ်တန့်သွားနိုင်တယ်ဖြတ်တောက်ခံရနိုင်တယ်ပိတ်ဆို့ကန့်သတ်ခံရနိုင်တယ်အဲ့ကြရင်မြန်မာပြည်မှာရှိတဲ့စက်ရုံတွေမှာလုပ်နေတဲ့အလုပ်သမားအခုကျွန်တော်တို့သိတော့3သိန်းနဲ့5သိန်းကြားရှိမဲ့အလုပ်သမားအဲ့လိုမှဒူကြီးကအကြီးကျယ်ဒုက္ခရောက်ကြအောင်အကြီးကျယ်ဒုက္ခရောက်အဲ့တော့ဒီ ILO ရဲ့ဆုံးဖြတ်ချက်ကိုဘယ်သူကသွားပြီးတော့အတင်းတွန်းပို့တာလဲဆိုတော့ NUG အုပ်စုက ILO မှာသွားပြီးတော့မြန်မာအစိုးရစစ်ကောင်စီကိုရေးယူတင်တယ်ဘာညာပြောသူတို့ကစစ်ကောင်စီကိုရေးယူပါလို့ပြောနေပေမဲ့တကယ်တမ်းကျတော့သူတို့အရေးယူလိုက်တဲ့စစ်တပ်ကိုရေးယူတယ်လို့ပြောပေမဲ့တကယ်တမ်းထိတ်သွားတာဘယ်သူထိလဲဆိုတော့အခြေခံအောက်ခြေပြည်သူလူသမားတွေသွားထိတယ်အခုနေထိုင်တဲ့စက်ရုံမှာသူအလုပ်လုပ်နေတဲ့အလုပ်သမားတွေအကုန်လုံးကနေထိုင်တဲ့အလုပ်လက်မဲ့ဖြစ်တော့မယ်ဖြစ်သွားနိုင်တယ်ပေါ့ဗျာမဖြစ်တော့မဖြစ်ဘူးဖြစ်သွားနိုင်တယ်သူတို့လုပ်လိုက်တာနော်အဲ့တော့ဘလို့ထိလဲဆိုတော့အဲ့လောက်ထိပေါ့အဲ့တော့သူ့ရဲ့ဒီ ILO ဆုံးဖြတ်ချက်နဲ့အလုပ်သဘောဘာသာပြန်ဆိုချက်ဆိုတာကျွန်တော်ခုရှိတယ်ကျွန်တော်ခင်ဗျားတို့ကိုဒီအလုပ်သဘောပြန်ဆိုချက်ကိုကျွန်တော်ဖတ်ပြမယ်အင်္ဂလိပ်မှာပါလာတဲ့ဟာကိုကျွန်တော်တို့ပြန်ပြီးတော့လူရင်းကျွန်တော်ပြောပြကြည့်မယ်အဓိကဘာပါလာလဲဆိုတော့နော်အပြည်ဆိုင်အလုပ်သမားဖွဲ့ရဲ့ညီလာခံက25ရက်ဂျီနီဗာမှာကျင်းပတယ်ပေါ့ဗျာအဲ့တော့12ခုမြောက်အစီအစဉ်အောက်မှာတဲ့မြန်မာနိုင်ငံ1948လွတ်လပ်ရေး1948ကပြဋ္ဌာန်းထားတဲ့လွတ်လပ်စွာစုဝေးခွင့်စုပေါင်းတောင်းဆိုညီနိုင်ခွင့် Convention အမှတ်89 1930ကခုနှစ်ရဲ့ဒီအတ္တမစိတ်ခိုင်းမှု Convention အမှတ်29ကိုလိုက်နာမှုမရှိဘူးတဲ့အဲဒါဆိုစုံစမ်းစစ်ဆေးဖို့အတွက် ILO ကနေအခြေခံဥပဒေပုံမှန်26ရောက်ဖွဲ့စည်းတဲ့စုံစမ်းရေးကော်မရှင်ရဲ့အကြံပြုချက်ကိုလိုက်နာဖို့ ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33ရအရေးယူဆောင်ရွက်ချမှတ်ရတဲ့ပြည်ဆိုင်ရာလူသမားရုံးရဲ့အုပ်ချုပ်ရေးအဖွဲ့တင်ပြတဲ့အစုပ်ချုပ်ကိုထည့်သွင်းစဉ်းစားပြီးတော့နော်စဉ်းစားပြီးတော့လှုပ်ဆောင်တယ်ပေါ့ဗျာနော်စစ်အာဏာပိုင်တွေကပေးရတဲ့နောက်ထပ်အချက်လက်များကိုမှတ်သားပြီးတော့တဲ့၎င်းတို့ဟာတဲ့နောက်ဆုံးအစီအခံစာမှာမြန်မာနိုင်ငံလွတ်လပ်မှုနဲ့ဂုဏ်သိက္ခာစီတို့ဆိုတဲ့ခေါင်းစဉ်အဲ့ဒီခေါင်းစဉ်ကော်မရှင်ရဲ့သတ်မှတ်ချက်တွေအရာလဲကောင်တယ်ပေါ်ရန်ပြက်ကွက်မှုတွေရှိတယ်ပေါ့ဗျာစသဖြင့်အဲ့တော့သူတို့အနေနဲ့တော့သူတို့ရဲ့ဆုံးဖြတ်ချက်တွေပြောမှာဗျာနေထုတ်ပြီးတော့ဖွဲ့နိုင်ငံတွေရဲ့ဟိုအရာဆိုရင်တော့တဲ့တစ်ချက်ကဝတ္တရားတာဝန်ကြည့်ပြီးတော့မပြသနိုင်တဲ့နောင်ကျင်းပမယ့်အစည်းအဝေးမှာမြန်မာနိုင်ငံ Convention အမှတ်89 29တို့အသုံးချခြင်းစုံစမ်းစစ်ဆေးကော်မရှင်အကြံပြုချက်ကောင်တယ်ပေါ်ခြင်းတို့ကိုဆွေးနွေးရန်စာလုံးများလိုက်ကောင်တယ်ပုံဆိုင်ရာကော်မတီရဲ့အထူးစည်းဝေးကိုကျင်းပဆုံးဖြတ်တယ်တဲ့နော်အဲ့တော့အစိုးရရဲ့အလုပ်ရှင်လူသမားတွေကိုလည်းအောက်ပါတိုင်းဆော်ဖိတ်ခေါ်ပါတယ်တဲ့နော်နိုင်ငံတော်မှာလူသမားတွေဖွဲ့စည်းခွင့်အတ္တမခိုင်းစီမှုပုံစံအလုံးကိုပေါက်စေမြင့်တင်တဲ့စသဖြင့်ပေါ့ဒါတွေကိုပြောရင်တော့တော်တော်စာမျက်နှာရှိတယ်အရေးကြီးဆုံးကတော့မြန်မာနိုင်ငံကိုပိတ်ဆို့ကန့်သတ်မှုတွေလုပ်ရန်ဆိုပြီးနိုင်ငံတကာဖွဲ့စည်းတွေကိုသူကဆုံးဖြတ်ချက်ပေးလိုက်တာလူရင်းရတော့ကျွန်တော်ခင်ဗျားတို့အရှိကြီးဖတ်ပြတယ်တညကုံသွားနိုင်တယ်နော်စာမျက်နှာတွေအများကြီးနဲ့ဆိုတော့အဓိကတော့မြန်မာနိုင်ငံက ILOS ဟိုအရာရေးယူမှုရမြန်မာနိုင်ငံမှာရှိတဲ့အလုပ်လုပ်နေတဲ့အခုအထည်ချုပ်တွေဖရာချုပ်စက်ချုပ်ချုပ်ဘာချုပ်ညာချုပ်တွေကိုပစ္စည်းအခု order မှာတဲ့နိုင်ငံတွေရှိတယ်အဲ့ order မှာတဲ့နိုင်ငံတွေကမမှားအောင်လို့ဒီ ILO ရဲ့ဟိုအရာစီမင်းစည်းကမ်းရအောင်မအောင်လို့ဥပမာမြန်မာနိုင်ငံကိုပြီးခဲ့တဲ့လော Adidas ပေါ့နော်ကုမ္ပဏီက
ATS company ကမေးပြီးမင်းတို့ဘယ်လိုမြန်မာသားချုပ်လဲမြန်မာသူ့ရဲ့ချုပ်တဲ့မွေးရမြန်မာပြည်ဆိုရင်မင်း ATS ကမြန်မာပြည်ကိုချုပ်တယ်ဟုတ်လားအဲ့ဆိုတော့မင်းငါတို့လုံသမားစီမင်းစည်းကချိုးပေါက်ဖို့ကြောင့်မင်းငါတို့ကရေးယူမယ်ငါတို့ဘာလုပ်မကြလို့ဆိုတော့ ATS ကကျွန်တော်တို့မပို့တော့အဲ့တော့ကျွန်တော်တို့ဓာတ်ရိုက်ပို့တာမဟုတ်ဘူးသူကထိုင်ဝမ်ပို့လိုက်တယ်ထိုင်ဝမ်နဲ့မြန်မာပြည်ထိုင်ဝမ်မှာရှိတဲ့သူတို့ရဲ့ partnership သူကငါတို့ဖနက်တန်းလိုချင်တယ်ဆိုပါသူဖနက်တန်းလိုချင်တယ်သူမှားလိုက်မယ်အဲ့ကြရင်အဲ့ထိုင်ဝမ်ရှိတဲ့လူကဈေးသက်သာတဲ့နိုင်ငံထပ်ရှာတယ်မြန်မာကိုတွေ့တယ်မြန်မာကိုရော့မင်းတို့တန်းချုပ်ဆိုပေးလိုက်တယ်အဲ့တော့မြန်မာချုပ်တယ်ပတ်ဆိုင်ရတယ်မြန်မာလောကရတယ်ပေါ့အခုအဲ့မှာအဲ့တက်ကသူတိသွားပြီဟဲ့မင်းကိုငါပေးတာမြန်မာပေးဖို့မဟုတ်ဘူးမင်းငါပေးတာမြန်မာမပေးရဘူးဒါမျိုးအထိပိတ်ပင်ကန့်သတ်တာဖြစ်လာနိုင်တယ်ဆိုတော့အထည်ချုပ်လုပ်ငန်းလောကသားဖနက်ချုပ်အထည်ချုပ်နဲ့လောကသားအလုပ်သမားတွေကိုထိခိုက်သွားနိုင်တယ်ညီမလိုင်းသားစက်မှုဇုံနဲ့ဒီရန်ကုန်မှာရှိတဲ့စက်မှုဇုံတွေ20ကျော်မှာအလုပ်သမားသိန်းနဲ့ရှိတယ်အဲ့အလုပ်သမားတွေသိန်းက3သိန်းနဲ့9သိန်း5သိန်းကြားရှိတယ်လို့ကျွန်တော်ကြားတယ်9သိန်းလောက်လည်းတချို့ပြောကြတယ်ထားပါတော့သိန်းနဲ့ရှိတဲ့အလုပ်သမားတွေကအကယ်၍ဒီအချုပ် order ပေါ့နော်အချုပ်လုပ် order မရတော့ရင်ပြဿနာတက်ပြီဆိုတော့သက်ဆိုင်ရာဟိုနိုင်ငံတွေကလည်းသက်ဆိုင်ရာပစ္စည်း brand ကြီးတွေကလည်းမြန်မာပြည်ကိုပေးရင်ငါတို့ပြဿနာတက်နေတယ်ငါတို့မပေးဘူးကွာဆိုရင်တခြားဘယ်နိုင်ငံပြီးတော့တခြားနိုင်ငံတွေကိုပြီးသွားနိုင်တယ်အဲ့ဆိုထိခိုက်နေတာမြန်မာထိခိုက်ပြီနောက်တစ်ခုကမြန်မာနိုင်ငံကပစ္စည်းတွေနဲ့ပတ်သက်အကောက်ခွန်သက်တာအောင်လုပ်တာတို့အကုန်ခါထားပြီးပြသက်တာအောင်လုပ်တဲ့ဟာမှတည်းအကုန်လုံးကန့်သက်ခံသွားနိုင်တယ်ဒါကြောင့်မြန်မာနိုင်ငံအတွက်ကနိုင်ငံသူမှာရှိတဲ့ဒီစက်ရုံလုပ်သားတွေအခြေခံလုပ်သမားတွေအတွက်ကတော့အရန်ထိခိုက်သွားတယ်အဲ့တော့ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ဗိုလ်ချုပ်ကြီးတွေကအေးရအောင်မပြတ်ဘူးအေးစစ်စစ်ပဲတခုတော့ရှိရသူတို့ကပြောလိမ့်မယ်ဟေးဒီအလုပ်သမားတွေအလုပ်မရှိတော့တဲ့နေ့မှာဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကိုဆန္ဒမပြဘူးလို့မပြောနိုင်ဘူးဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့အစိုးရဘုတ်ဟိုပေါ်တော်လိုင်းပုံကောင်းမှုတွေမလုပ်ဘူးလို့မပြောနိုင်ဘူးစသဖြင့်သူတို့ကပြောင်းပြန်စဉ်းစားပြီးတော့အလုပ်သမားလူဒန်းစားကြီးမှာဂျားထဲမှာအလုပ်ကန်ခွန်လန်းနေပျက်စီးသွားအောင်လုပ်တဲ့အတွက်ပျက်စီးသွားတာဒါစစ်အာဏာရှင်ရှိလို့ငါတို့အလုပ်ကန်ခွန်လန်းပျက်စီးတာစစ်အာဏာရှင်ငါတို့ချရမယ်ဆိုတဲ့စိတ်မျိုးဝင်သွားစေခြင်းနဲ့စိတ်ဓာတ်နဲ့များလှုပ်သလားဆိုတဲ့မေးခွန်းရှိတယ်ဒါပေမဲ့ကျွန်တော်အမြင်ပြောရရင်တော့ပြည်တွင်းမှာကြံနေခဲ့တဲ့လူတွေအကုန်လုံးရဲ့ရင်ထဲမှာရှင်းရှင်းလေးပဲကိုယ့်အကူလောက်ကင်ရှာဖွေစောက်ချင်တယ်ကောင်းကောင်းအေးဆေးပဲလောက်ကင်စောက်နေတယ်ခင်ဗျာစစ်အာဏာရှင်တွေဒီမိုကရေစီအာဏာရှင်တွေဘယ်သူပါတွေသူကောင်းတဲ့ထက်မဟုတ်သူတို့ကောင်းတယ်အဲ့ဒါလည်းသိမရှိတော့ဘူးပြီးသွားပြီသူတို့ဘဝတွေကသူတို့ပဲအေးဆေးရှင်းတာနေချင်ကြတာဒါပေမဲ့အဲ့ဒါကိုအတင်းကြပ်ကြီးခုနဒီအတင်းကြပ်ကြီးဒုက္ခရောက်အောင်လုပ်တယ်ဆိုတာကတော့အဲ့ပြည်သူလူထုပေါ်ထားတဲ့အဲ့ဒီ NUG နဲ့သူ့ရဲ့ဘက်တော်သားတွေစိတ်စေနေတာပဲဆိုတော့ဒါကိုသွားပြီးတင်တဲ့လူတွေကလည်း NUG နဲ့ပေါင်းဆက်နေနိုင်ပြီးလောက်ကင်နေတဲ့ဒီအလုပ်သမားရေးလှုပ်ရှားတဲ့တက်ကြွလှုပ်ရှားသူအဖွဲ့တွေကအတကုံသွားတင်နေတာဟိုဘက်နိုင်ငံတွေကလည်းမြန်မာပေါ်မှာအမြင်စောင်းနေတာဆိုတော့ငကိုးကလေးကစောင်းပြီးသားဆိုတော့ညှာတာထောက်ထားမှုမရှိပဲဆုံးဖြတ်ချက်ချတယ်အဲ့တော့မြန်မာနိုင်ငံနေနဲ့တော့အထိနာနေတော့နားနိုင်ရတယ်နားနိုင်ပါတယ်သို့တော်လည်းပွင့်လည်းပြောရင်တော့ဒီလိုမျိုးကိစ္စတွေကအခုမှမဟုတ်ဘူးဦးသန်းရွှေလက်ထက်ကလည်းကြုံခဲ့ဘူးတယ်ဒါလည်းကျွန်တော်တို့မြန်မာပြည်ကရအောင်ကြော်လွှားခဲ့ပြီးပြီအဲ့တော့ဦးသန်းရွှေလက်ထက်မှာတစ်ခါကြုံခဲ့ပြီးဖြစ်တဲ့အတွက်ဦးမြောင်လိုင်လက်ထက်မှာလည်းဦးမြောင်လိုင်ကြုံပြီဆိုရင်သူလည်းဒါကိုရင်ဆိုင်ကြော်လွှားဖို့သူလည်းစဉ်းစားမှာပဲပြီးတော့ကျွန်တော်နိုင်ငံပေါက်တဲ့နှစ်ဖူးကတိုးမထူးတော့ဘူးဗျနိုင်ငံတကာကျွန်တော်နိုင်ငံအပေါ်မှာထားနေတဲ့စိတ်နေစိတ်ထားသဘောထားတွေကကုညီခြင်းနဲ့စိတ်ထက်ပြက်လို့ဖြစ်စေခြင်းနဲ့စိတ်ကပိုများတယ်ကျွန်တော်တို့နိုင်ငံကုညီခြင်းပါတယ်ဆိုတော့အိန္ဒိယတရုတ်လိုနိုင်ငံအိန္ဒိယတရုတ်နိုင်ငံတော့ရုရှားလိုနိုင်ငံထိုင်းလိုနိုင်ငံအိန္ဒိယလိုနိုင်ငံတော့မှပဲကျွန်တော်တို့ကတတိကြီးထားပေါင်းသိနေရတဲ့အနေထားမှာရှိတယ်။ကျွန်တော်ယုံကြည်ကျွန်တော်ပွင့်လင်းပြောတာအကုန်လုံးတတိထားပေါင်းနေတဲ့အချိန်မှာရှိတယ်အချိန်မှာရှိတယ်။ဒါတော့ကျွန်တော်တို့တော်တော်လေး close ဖြစ်တဲ့ဟို friends တွေပေါ့နော် close ဖြစ်တဲ့ friend အဲ့ဒါတော့မှတတိကြီးထားပေါင်းနေရတယ်ဆိုရင်ခင်ဗျာကျွန်တော်တို့နိုင်ငံကိုပြက်လို့ပျက်စီးဖြစ်စေခြင်းနဲ့ဥရောပနိုင်ငံတွေဒီအမေရိကနဲ့အုပ်စုအနောက်အုပ်စုတွေကကျွန်တော်တို့နိုင်ငံကိုပြက်လို့ပျက်စီးဖြစ်စေခြင်းတာများတယ်အဲ့ခါကျတော့ကျွန်တော်နိုင်ငံပေါ်မှာသူတို့ကအမြဲတမ်းဒုက္ခမျိုးစုံပေးနေလိမ့်မယ်အဲ့ဒါမှကျွန်တော်တို့အထင်ကြီးလေးစားမှုသူတို့ပေးနေဦးမယ်ဆိုရင်ရှင်းပြောရင်တော့ကျွန်တော်တို့မြန်မာလည်းကိုယ့်တကဘာလေးနဲ့ကိုယ်ပဲအေးစိနေကြတော့တယ်တခါကျရင်တချို့ပြောမယ်မြန်မာမြောက်ကိုရီးယားလိုဖြစ်သွားမယ်ပါလို့မြောက်ကိုရီးယားလိုဖြစ်သွားမယ်လို့သူတို့ပြောနေကြတယ်မြောက်ကိုရီးယားလည်းတွားကြည့်ပါသူ့ဟာနဲ့သူတို့ကတိုးတက်ဖွံ့ဖြိုးတာတွေအများကြီးပဲမြောက်ကိုရီးယားဘယ်ကောင်းမှစော်ကားရဲဘူးတတိရှိလက်တဲ့ကောင်စော်ကားလေဟိုကနျူကလီးယားထုထည့်တယ်ကိုကြီးမွားကုန်မှာရှင်းပါရင်တော့ဟိုကအဲ့လိုလုပ်ထားတာသူကလည်းသူ့နိုင်ငံသူစစ်အင်အားတောင်းအောင်လုပ်ထားကြတယ်ဆိုတော့တခါကျရင်ကျွန်တော်လည်းကိုနီးကိုဟန်မြောက်ကိုရီးယားစတိုင်ကိုတွားမယ်ပုံပေါက်လာပြီသူတို့လုပ်ပုံသူတို့ကျွန်တော်တို့တမင်ကိုသူကဘာလဲဆိုတော့ဟို isolate ဖြစ်အောင်လုပ်နေတယ်ဆိုတော့ကျွန်တော်ဒီဘက်အစိုးရကလည်း isolate မဖြစ်ချင်တဲ့အခါ live ပြီးတက်နိုင်သမျှညှိနှိုင်းတိုင်ပင်ဆွေးနွေးတယ်ဒါပေမဲ့ဘလို့ဆွေးနွေးသူတို့ကဘာလဲဆိုတော့နားတစ်ဖက်ပဲပါကြတယ်သူက one side story တွေပဲသူကစဉ်းစားတယ်အစတွေကမြန်မာနိုင်ငံရဲ့အစိုးရတွေအပေါ်မှာမြန်မာနိုင်ငံအပေါ်မှာသူတို့ရဲ့စိတ်စေတနာမမှန်တဲ့အခါကျတော့ one side story တွေပဲသူစဉ်းစားပြီးတော့သူတို့လှုပ်စေချင်တဲ့အကြောင်းပဲဦးစားပေးစဉ်းစားပြီးလှုပ်ချလိုက်တာတမင်ကိုလှုပ်တာမြန်မာနိုင်ငံပေါ်တမင်ကိုလှုပ်တာအဲ့တော့ထိခိုက်သွားတာပြည်သူတွေထိခိုက်သွားမယ်ဒါပါပဲအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာအစိုးရဘာလို့မှလည်းမင်းအခုလက်ရှိ NASA ကအစိုးရကအလုံးမဟုတ်ရင်ဌာနဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်တုံ့ပြန်မှုတစ်ခုလုပ်လိမ့်မယ်လို့တော့ယူဆတယ်တိုးတော်လည်းတုံ့ပြန်မှုဆိုတာကဒါနဲ့ပတ်သက်ပြီးကန့်ကွက်လွှာထုတ်တာတို့နော်ဒါကိုဒီဟာနဲ့ပတ်သက်ပြီးပြန်လဲစဉ်းစားပေးဖို့ပြောတာတို့စသဖြင့်တစ်ခုခုပေါ့ဗျာမြန်မာအစိုးရဘက်က action တစ်ခုခုပြန်လုပ်လိမ့်မယ် reaction action တစ်ခုပြန်လုပ်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်မနေ့ပြန်တစ်ဘက်ကနောက်ဒီနေ့အတွင်းမှာတေချာပေါက်ကောက်ချက်တေချာပေါက်သူတို့ action တစ်ခုNASA ကအစိုးရရဲ့ထုတ်ပြန်ချက်တစ်ခုထွက်လာနိုင်ကြီးရှိတယ်ဒါပေမဲ့အဲ့ထုတ်ပြန်ချက်ကလည်းထုတ်ပြန်ချက်သားလေးဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီရေးယူမှုကိုရှောင်လွှဲနိုင်ဖို့ခက်ခဲလိမ့်မယ်
နော်ခက်ခဲလိမ့်မယ်အဲ့တော့နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်နိုင်ငံပေါ်မှာစာနာထောက်ထားမှုအားနေကြလိမ့်မယ်ဘာလို့ငလျင်လိုမျိုးဒုက္ခရောက်နေတဲ့အချိန်ကြီးမှာတော့ငလျင်ဘေး